Hello blue chino ka bubu ba chino dini maro homo dola watch and pipu line edi ai mini ni ai te ya su tue super ka yo kho ro ma phit pa le yeအဲ့ဒါကြောင့်မစလိုက်ကြရဗီဒီယိုဟောကောကားလဲခုမှာကောကားလဲခုမှာပတ်စံလဲခုမှာအနောက်ဘက်ချမ်းနေဝင်နောက်ဘက်ချမ်းနောက်ဖဲနေဝင်နောက်ဘက်ချမ်းအိုးချမ်းလည်းမခတ်တော့ရရတယ်တတိယလည်းချမ်းတော့မခတ်တော့ကျန်ကြော်လို့ရလားကြော်မင်းအကြော်လို့မရဘူးကွာဒီဘက်ချမ်းလည်းခိုးအောင်ပါလေကွာခိုးရကျွန်တော်တော့တွေ့ပါတယ်အာရပြီဟာတို့ရအချင်းအော်ရအရှိမအဆောင်မရှိကွာဒါမှမတကားဖလို့စင်တန်ကြောင်းအေးတော်ဒီလို့ဒီမှာအဆောက်ရှိလားမရှိဘူးနော်အဆောက်မရှိကွာဘာအဆောက်ရှိလားရှိတယ်ကွာအဆောက်တွေအများကြီးပဲဟာသူကျွန်တော်မတူမတိုင်းမိသေးတယ်မြင်တော့ငါကားခိုးဖို့လားဆိုကားပဲခိုးရမယ်ကွာအခုဆိုတူပတ်စံနေပါခိုးရမယ်နော်ပတ်စံနေပါခွင်းပူကောင်းတယ်ကွာပတ်စံနေနဲ့ဆိုလေပူကောင်းကားတမျိုးတည်းစသိမ့်မကောင်းကွာပတ်စံနေလိုက်ရှာရအောင်မိုင်းတို့တွေစကားမတိတော့အားမပြီးရည်ငါထမင်းစားရဲချင်တာငါတော့ကျမရက်ကွက်လူကြီးနဲ့တိုင်အောင်မယ်နီနီရတဲ့ထေးအိတ်ကိုနီရတဲ့ထေးအိတ်ကနေတော့ပစ္စည်းရောက်တော့လေငေါမြင်မယ်ဤတော်ဒီလိုတော့ပါလေကွာဒါဆောက်လို့တော့မပြီးဘူးနော်ဆောက်လို့တော့မပြီးဘူးတကူကလာနေဟာတနာပါနဲ့တို့တွေကလည်းဘလုံးမြောက်တူတန်းအေးအတန်ကြားမေးကွာမိဘဒီညာတွေဝင်နေတယ်ကြီးလာကွာလို့မိုက်လိုက်တာငါတော့ရောအေးတော့ငါတယောက်တည်းနဲ့တည်နေလာပြတော့တမချပါစီနဲ့တမချစီနဲ့မင်းအေးလာဟာတလည်းမကြောက်စိတ်ပြရတာဆိုအေးစီပဲဒီမျိုးတစ်ပတ်လောက်မောင်းလောက်မယ်နဲ့စကန်ကြာလည်းမသိဘူးဒါကျွန်တော်တစ်ပတ်မောင်းကြည့်မလား1 2 3ဒီနေတလူ4 5 6ခွန်8 9 10 11တွေ့13 40 15 60အော်ရပါမယ်ပတ်တယ်69ဘက်တော့ရှိပါပြီရှိနေတော့ပဲကားလည်းပြက်စီသွားပြီကားလည်းပြက်စီသွားပြီကွာပါတယ်အမြင့်ဆုံးတောင်ထိပ်ပေါ်တက်မယ်သူများတဲ့အဲ့ဒီတက်နိုင်လူကြီးဆရာရှိကြီးလို့ပြောကြရကွာအဲ့ပေါ်တက်ကြည့်တကယ်လားလို့တော့တက်ကြည့်မယ်ဒီပေါ်ပဲကွာသူများပြောကြတာအောင်မလေးရမှာဘေးကတော့ကျုံးနေကုန်ပြီသူပြန်ရလေတော့မသိဘူးတက်ကြည့်ပဲဒီပေါ်ငါပတ်စံခိုးဖို့ကွာငါဒီပေါ်တက်ပြီးရနေပတ်စံတော့ခိုးမယ်ကွာငါကားလေးနဲ့မကျင်နဲ့ထီဘူးပတ်စံမှာတခါလေးတော့ခိုးမယ်ဒီကားလေးမှာပြက်စီသွားဆိုတော့ဘာတုံးစားလို့မရတော့ကွာပတ်စံတော့ခိုးမယ်မြန်တဲ့ဒီနေရာမီးရထားနဲ့လာကြရကွာဒါမှတော့ပြုတ်ကြကျွန်တော်လည်းလုံးဝမပြုတ်ကြဘူးဟာကျွန်တော်ဆရာချီးဆိုလုံးဝမပြုတ်ကြဘူးဆရာချီးလာပြီဘေးဖေကြနော်ဘေးဖေကြတိုင်းမီတော့တာဝန်မယူနော်ဟာအေးဝကောတော်ဒီလိုကတိလေးနော်လို့ကတိလေးမလူဒီပြုတ်ကြကိုဒန်လူဒီပြုတ်ဟုတ်နော်လူဒီပြုတ်ကြကြတယ်လူတွေပြုတ်ကြကြတယ်ကွာလူတွေပြုတ်ကြကြတယ်ဘုံကဆရာနောက်ဆုံးရောက်ခဲ့ပြီပေါ့ကျွန်တော်တော့ပါပြီနောက်ဆုံးတော့ကျွန်တော်ရောက်ခဲ့ပြီးပါပြီပြောလိုက်တာပြောလိုက်တာ
ရေပြောလိုက်တာ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 ပြောလိုက်တာရေကြိုက်ပါဆရာမေကြိုက်ပါဆရာမေဘာလဲဟာပြက်စီသွားတာကားပြန်ပြင်လိုက်အောင်မေပြီးသွားကွာကားလို့ပြင်ပြီးသွားရင်ကွာဘာလဲဟာမီးထိုးနာလားမီးပိတာပေးရတယ်ဟုတ်တယ်တွေ့ရာကျွန်တော်နောက်ဆိုလို့ရောက်ခဲ့ပြီဆိုပတ်စံတော့ခိုးမယ်ပတ်စံတော့ခိုးမယ်ကွာကားလောက်နဲ့မကျင်နဲ့တူပတ်စံတော့ခိုးမယ်ကားနဲ့မကျင်နဲ့ပတ်စံမတခါလေးတော့ခိုးမယ်ကားစီလို့ရောက်စားရှင်းပေမဲ့ဒီမျိုးလူတွေတတိဆိုငါတယောက်စင်းရဲညာဆိုလုံးမြောက်အီယိုဟိုအီရောကွာလို့ခုပဲပြက်တယ်မခံဘူးဒီလောက်ခိုင်တဲ့ကားဒီကဘာမှရှိသေးလားတော့မသိတော့ငါတန်းနဲ့ဝင်ပြီးတော့အဲ့ဒီကောင်လိုမေးကြည့်နေတို့စပမှာထားလေလို့ဆိုတော့တိကျတဲ့ဒီရှိတော့မှာဒီတနေ့နဲ့ဆိုရရပါဒီတနေ့နဲ့ဟာငါကျွန်တော်ကျန်တော့ခိုင်းနေပြင်မယ်အန်တူတော့ယောနိုမဘူးလို့လည်းမကြည့်ဘယ်သူလဲဟာကျွန်တော်ပဲတကယောပြမြင်းလေးယောတကတိအော်တော်တယ်လို့ကွာဟာတော့ကွာငါမောင်ရေကွာလူတယောက်လောက်ရှံပြီးတော့မခုတော့လူတယောက်မှမကြံတော့ဘူးနည်းနည်းပြီးဟာဒီမစောက်ခွက်ပြောတော့ကောင်းတယ်ကွာအမဆေးအောင်ဘာလို့ရဆေးအောင်ဆိုအောင်မလေးပြရောဟာတနာပါတယ်တော်ကြည့်ကြအောင်မလားတော်ကြည့်ဒီတော့နော်တော်ကြည့်မယ်ဟလာကျွန်တော်လူလေးဒီလောက်ကြည့်ချပ်ကြည့်ပါနဲ့ကျွန်တော်ဒီနေ့မှာတော့မီနီနီအိုက်တစ်ချိန်မှာစူပါကောက်ခိုးတော့ပြီပါချစ်ပေးတဲ့ကျွေးမြတ်တူမလေးဘိုင်ဘိုင်